Hello အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီနေ့ကျင့်စဉ်လေးရတော့ဒါလေးဖြစ်ပါတယ် Uttrasana လို့ခေါ်တဲ့ Sanskrit လို့ပေါ့တက္ကသဘာသာစကားလို့ခမဲ့ post တက္ကလအုပ်ပုံစံ back bending ကျင့်စဉ်တစ်ခုဖြစ်တယ်အဲ့တော့ back bending ကျင့်စဉ်မှာအရေးကြီးဆုံးဒီကျမဒီရင်ဘတ်လေးဖွင့်ဖို့နော်ရင်ဘတ်ကလေးဖွင့်ဖို့ဆိုတော့ကျမကဒီဟွာကိုကျမတို့ demonstration လုပ်တဲ့ဒီချက်ကိုကျမရင်ဘတ်ကိုပို့ဖွင့်မယ်နော်ရင်ဘတ်ကိုပို့ဖွင့်မယ်ရင်ဘတ်ကိုပို့ပြီးဖွင့်တဲ့ချိန်မှာသူ့ရဲ့ရင်ဘတ်ကပို့ပွင့်သွားတယ်နော်ဒါလေးကကျမတို့တင်တန်းမှာဆို alignment adjustment လုပ်ပေးတဲ့ပုံစံလေးနော်ဒါသူ့ကိုလုပ်ပေးတဲ့ပုံစံလေးအဲ့တော့တင်မားလေးသူ့ဘက်ကညှစ်ရမယ်အဲ့မှာအရေးကြီးဆုံးအဲ့နေရာမှာမမကြီးပုံစံပြမယ်နော်မမကြီးပုံစံဒီခန္ဓာကိုယ်ရုပ်အနောက်ကိုရှာလို့ကြီးလက်ကြီးကကျမတို့အနောက်ကြီးမှာသွားဖိထားတဲ့ပုံစံမျိုးလက်ကဝိတ်ကြီးနဲ့ခြေောက်ကြီးကိုဖိထားတဲ့ပုံစံတင်မားလည်းမညစ်ဘူးပခုံးလည်းမဖွင့်ဘူးပခုံးရဲ့ကြက်ကြီးပုံစံမျိုးဖြစ်နေတာတင်မားရဲ့အနောက်ကြီးအတရားကြီးရိုင်းနေတာဒီပေါင်တွေကိုလည်းမညစ်ထားဘူးပေါင်တွေကိုလည်းဒီလိုဆန့်မထုတ်ထားဘူးဘိုက်တွေကိုလည်းဒီလိုဆွဲမဆန့်ထုတ်တယ်အပေါ်ဘက်ခန္ဓာကိုယ်တစ်ခုလုံးကိုကျမတို့ဆွဲမဆန့်ထုတ်ထားပဲနဲ့အနောက်ဘက်မှာသွားပြီး compression လို့ခေါ်တဲ့ခါးနေရာမှာသွားနာနေရသွားတင်းနေရအဲ့ဒါဆိုရင်ကျမတို့ alignment လေးမှားတယ်ပေါ့နော်ဒါလေးဖြည်းဖြည်းလေးပြန်လာမယ် child pose Okay အဲ့ဒါဆိုရင်ကျမတို့မှားတယ်ဒါဆိုရင်ဒီ pose လေးကိုပိုကောင်းလာအောင်လို့လေ့ကျင့်ရမယ်အကွက်ကလေးနှစ်ကွက်ကိုကျမပြပေးခြင်းတယ်နော်အဲ့တော့အဲ့ကွက်လေးနှစ်ကွက်ကပုံစံတူလေးပဲဒီပုံစံနဲ့ပုံစံတူနေပဲပေါ့နော်ပထမဆုံးအကွက်ကိုကျမတို့ဘာလို့ခေါ်လဲဆိုရင် bow pose လို့ခေါ်တယ်အဲ့တော့ဒီချက်ကပိုက်ကလေးနဲ့မှောက်အိပ်ရက်ကလေးနေလိုက်မယ်ကျမတို့ prone position လေးမှာနေလိုက်မယ်နေလိုက်ပြီးသွားရင်ကျမတို့ခြေထောက်နှစ်ဖက်ကိုလှမ်းကင်မယ်ဒူးလေးကွေးမယ်ခြေချင်းဝက်ကိုမှီတဲ့သူကခြေချင်းကိုကင်မယ်ခြေချင်းဝက်ကိုမမှီတဲ့သူကခြေထောက်လေးကိုကင်ပေါ့နော်ကင်မယ်ကင်ပြီးရင်အရင်ဦးဆုံးသူချစ်ချင်းတမ်းမမသေးဘူးဒီရင်ဘက်ကလေးကိုအရင်ဦးဆုံးအပေါ်ပိုင်းခန္ဓာကိုယ်ဖွင့်မယ်ဒီနောက်ကကျမတို့လက်ပြင်ကြွက်သားလေးတွေကို engage လုပ်ညှစ်မယ်ညှစ်ပြီးရင်ဘက်ကိုဖွင့်မယ်ဖွင့်ပြီးတော့မှရသလောက်လေးပေါင်နဲ့တင်ပါခုနကတော့ Uttrasana မှာဟိုးတယ်လို့ဒီအနောက်ဘက်ပေါင်နောက်ကြွက်သားနှစ်ခုတစ်ခေါက်ကွေးကြွက်သားတွေတင်ပါကြွက်သားတွေကိုညှစ်မယ်ပြီးရင်ရင်ဘက်ကိုဖွင့်ပြီးတော့သူ့ရဲ့လက်ကခြေထောက်ကိုဆွဲတာမဟုတ်ပဲနဲ့ခြေထောက်ကလက်ကိုပြန်ဆွဲမယ်ခြေထောက်ကလက်ကိုပြန်ဆွဲမယ်ခြေထောက်ကလက်ကိုပြန်ဆွဲမယ်အဲ့ဒီချိန်မှာကျမကဒူးလေးနည်းနည်းလေးသူ့ကိုစုပေးလိုက်တဲ့ချိန်မှာဆိုရင်သူ့ရဲ့ရင်ဘက်ကလည်းပို့ပွင့်သွားလို့ခါးကိုမနာပဲနဲ့ရင်ဘက်ကိုပို့ပွင့်တဲ့အနေထားလေးကိုပို့ရောက်တယ်3 4 5 okay ဖြည်းဖြည်းလေးပြန်ချမယ်ပြန်လျှော့မယ်အဲ့ဒါလေးကို5 breath လောက်လေးအနည်းဆုံးလေးဟိုပေးမယ်ခြေထောက်ကလေးကိုလှုပ် okay နော်ဒီ pose လေးကိုပုံမှန်လေးလေ့ကျင့်မယ်တကယ်လို့ဒီ pose ကိုကျမတို့ကဆွဲတဲ့အခါမှာဒီနေရာခါနာတယ်ဆိုလို့ရှိရင်တော့ကျမတို့ခါကြီးအရန်တင်းတယ်ဆိုလို့ရှိရင်တော့အရန်ကြီးမဆွဲနဲ့နော်။ဘာကြောင့်လဲဒီနေရာကိုအမြဲတမ်းသတိထားပေးကျမက back bend ကျင့်အမြဲတမ်းပြောဒီနေရာကိုရှောင်မယ်ဒီနေရာအရန်ကြီးစူးပြီးအောင်လာတဲ့အနေထားမဖြစ်အောင်လို့ကျမနဲ့တူလေ့ကျင့်တဲ့သူတွေ online ရဖြစ်စေကျမတို့ studio မှာဖြစ်စေနော်ကျမနဲ့တူ video class မှာလည်းလေ့ကျင့်တဲ့သူတွေဖြစ်ကျမဒီဟာကိုတန်အောင်လို့လုပ်ပေးတဲ့အခြားသောအကွက်တွေရှိတယ်။အဲ့အကွက်တွေလည်းထည့်ပြီးလေ့ကျင့်မယ်နော်။ဒါပေမဲ့ဒါလေးကိုလည်းပဲလေ့ကျင့်ရမယ်။ဒါလေးကကြတော့ကျမတို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ကျမတို့passive stretching လို့ခေါ်တယ် passive stretching ဆိုတာကကျမတို့ပခုံးကိုအားထိုက်ပြီးလက်ရဲ့အားနဲ့ခြေထောက်ကိုဆွဲတာဟုတ်မဟုတ်ပါဘူးခြေထောက်ရဲ့အားနဲ့လက်ကိုပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့က passive အကူနဲ့ဆွဲတာဒီကျမတို့ passive stretching တွေ flexibility ကိုပဲတိုးတက်စေရ strength ကိုမတိုးတက်စေအဲ့တော့ strength ကိုတိုးတက်စေတဲ့ဟာတွေနောက်ဗီဒီယိုကြီးကြာရင်ပြန်ပြောပေးမယ်နော်အဲ့တော့နောက်တစ်ခွက်လေးထပ်သွားရအောင်ဒီတစ်ခွက်ကိုလုံးမယ်နော်ဒီတစ်ခွက်လေးကိုလေ့ကျင့်မယ်နောက်တစ်ခွက်လေးသွားမယ်မှောက်ခုံကနေပက်လက်လေးဝင်လိုက်ရုံမယ်မှောက်ခုံကနေပက်လက်လေးဝင်လိုက်မယ်ပလက်လေးဝင်လိုက်ပြီးွားရင်ကျမတို့ဒါလေးကိုကြတော့ bridge pose လို့ခေါ်တယ်ဆိုလိုတာဒီယောဂအကွက်တွေမှာကျမတို့က posture တစ်ခုနဲ့တစ်ခုက similar ဖြစ်တယ်တူညီရပေါ့ shape တွေတူကြတယ်ပေါ့နော်ခုနကတော့ကျမတို့ Uttrasana back bend မှာကျမတို့ဒူးကောင်းနဲ့မတည့်ရ pose လို့တော့ခေါ်လို့ရတယ်သူဒီဒူးကောင်းနဲ့ရက်ထားတာလေနော်ဒါမျိုးလေးရက်ထားတာဒါကြောင့်မလို့မတည့်ရ pose ခုနကပြတဲ့ဒီချက်ပြတဲ့ pose ကကြတော့မှောက်ခုံ pose ဟုတ်ပြီနော်အခုကကြတော့ပလက် poseအဲ့တော့ပုံစံလေးကကျမတို့ position နေတဲ့အနေထား position ကတော့ပြောင်းသွားလိမ့်မယ်သို့တော့ပုံစံက shape ကတော့သဘောတရားချင်းကတူတယ်အဲ့ဒီဟာလေးကိုကိုယ့်ဘက်ကမြင်တတ်ဖို့လိုတယ်เนาะဒါကတော့ကျမ sharing လုပ်တာပါအဲ့တော့ကျမတို့တွေနိုင်တဲ့သူကသူခြေထောက်ကိုခြေကနိုင်တယ်နိုင်တော့ခြေချင်းဝက်ကိုကင်မယ်ခြေထောက်နှစ်ခုရဲ့အကျယ်ကကိုယ့်ရဲ့တင်ပါအကျယ်လောက်လေးခြေထားရတယ် beginner ဆိုရင်တော့နည်းနည်းလေးပိုခြေလို့ရတယ်ဒူးလို့မစုထားအောင်เนาะခြေထားမယ်တကယ်လို့မရတဲ့လူဆိုရင်ကျမတို့တစ်ခါရဲလေးပြပေးမယ်เนาะခြေထောက်ကိုကျမကြိုးလေးတိုင်းမယ်ကြိုးလေးကနေပဲကင်လိုက်တော့ဒီကြိုးလေးကနေနားလောက်ကကင်မယ်ကြိုးလေးလောက်ကကင်မယ်ဒီဘက်ခြေထောက်ကိုလည်းကျမတို့ကြိုးလေးလောက်ကနေကင်ထားမယ်ကျိုးလေးလောက်ကနေကင်ထားမယ်ဟုတ်ပြီနော်ကျိုးလေးကိုခွင်းလောက်ပြီးကင်ထားတယ်ကင်ထားပြီးရင်အရင်ဦးဆုံးခုနကအတိုင်းပဲကျမတို့
ဒီရင်ဘက်ကိုအရင်ဦးဆုံးဖွင့်ဖို့ကြိုးစားမယ်ကော့မယ်ရင်ဘက်ကိုမောက်တက်လောင်ကော့မယ်ပြီးရင်တင်မားလေးလိုက်ဟုတ်ပြီနော်တင်မားလေးလိုက်အဲ့ဒီအချိန်မှာကျိုးမိမိရကင်ထားတဲ့ခါကျတော့ဒီရင်ဘက်ကိုထပ်ဖွင့်တယ်โอเคကျမဘက်ကလည်း assist လုပ်ပေးတဲ့အနေနဲ့ကျမကဘာထပ်လုပ်မလဲဆိုလို့ရှိရင်ဒီအตาလေးရင်ဘက်ကိုထပ်ပြီးတော့ဖွင့်နိုင်အောင်လို့ကျမထပ်ကူပေးမယ်ရင်ဘက်ကိုထပ်ဖွင့်ပေးမယ်ရသလောက်လေအตาလေးတင်မားလေးကိုထပ်ညှစ်တယ်ရင်ဘက်ကိုထပ်ဖွင့်တယ်ဒူးနှလုံးကိုသူ့ဘက်ကလည်းရသလောက် drive စုတယ်တင်မားညှစ်တယ်ခါမတင်ကိုရင်ဘက်ကတအားပွင့်သွားပြီဒါဆိုရင်ရင်ဘက်ကတအားပွင့်သွားပြီလေးရှူမယ်တက်တာလေးရှူနိုင်အောင်ကြိုးစားမယ်နော်အဓိကဒီကျမတို့ back bending မှာလေးရှူတာကတက်တာဖြစ်ရလားလို့ကိုအမြဲတမ်းပြန်မေးပေးပါ3 4 5 okay ဖြည်းဖြည်းလေးပြန်ချတယ် okay ပြန်လျှော့မယ်ပြီးဒူးကောင်းလေးနှလုံးကိုဖတ်လက်ကလေးနဲ့ဒူးကောင်းလေးကိုဖတ်ထားခါးလေးကိုခုံလေးပြန်လုပ်ထားပြီ okay ဒါဆိုရင်ကျမအခုဒီနေ့ပြတဲ့အကွက်ကလေးကကျမတို့ရဲ့အတူတူပြခဲ့တာ3ကွက်ပေါ့နော်အဲ့တော့အဓိကကဒီကွက်ကရှေ့ဒုတိယကွက်လည်းကောမလွယ်ပါဘူးတိုးတော်လည်းပဲပို့ပြီးမလွယ်တာကခုနဒူးကောင်းလေးချရက်ခမဲ post ကပိုခတ်တယ်နော်ခမဲ post ဆိုလို့ရှိရင်အဓိကခတ်တယ်ဆိုတာထက်လေကျမကမှားတာပေါ့နော် alignment မှားပြီးတော့ခါးနေရသွားနာပြီးတော့ hold တဲ့ position တွေများနေတဲ့အတွက်ကြောင့်မလို့ရင်ဘတ်ပွင့်အောင်လို့ဒီအကွက်နှစ်ကွက်ကိုကျမကအကျိုးအနေနဲ့လေ့ကျင့်ပေးပါလို့ဒါလေးကို sharing လုပ်ပေးတာပါမျှဝေပေးတာပါဒီဒုတိယအကွက်နှစ်ကွက်ကိုအကျိုးအနေနဲ့လေ့ကျင့်မယ်ဆိုလို့ရှိရင်အရှေ့ဘက်မှာရှိတဲ့ ultrasana ကိုလေ့ကျင့်တဲ့အခါကျရင်ပို့ပြီးတော့လည်းမှန်ကန်တယ်လို့ပို့ပြီးတော့လည်း injury ကင်းနဲ့ပို့ပြီးတော့လည်းကောင်းမွန်တဲ့ alignment လေးနဲ့လေ့ကျင့်နိုင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ် Namaste